ရင်ပြဆက်အပိုင်းဖြစ်အတွက်ကြောင့်မလို့ရင်ပြဆက်တိုင်းမှာဒီအလယ်နေရာလေးမှာတော့ညှပ်ထုတ်ပေးရမယ်နော်အဲ့ဒီခြုံနေတဲ့အပိုင်းပိုထွက်နေတဲ့အပိုင်းအလုံးကိုတော့ညှပ်ထုတ်ပေးရပါမယ်ဟိုဘက်ကကိုထဲသားကနေဒီဘက်ကကိုထဲတောက်ထိအဲ့ဒီကိုထဲတောက်နှစ်ခုကြားတဲ့ကပိုနေတဲ့ခြုံနေတဲ့အပိုင်းလေးကိုတော့ညှပ်ထုတ်ပေးရပါမယ်အခုဆိုရင်၄စိတ်လောက်ပိုနေတာလေးပါနော်ဟိုဘက်ကိုထဲသားကနေဒီဘက်ကိုထဲတောက်ထိပေါ့နော်ပီတန်လေးကိုအခုလိုမျိုးထားပြီးလို့ရှိရင်တာချပေးပါအဲ့ဒီအချုံလေးကကြတော့သူဘလောက်ပဲပို့နော်ပို့တဲ့အားလုံးကိုတော့ညှပ်ထုတ်ပေးရမယ်ဒီဘက်ကိုထဲတောက်အမှတ်ကနေဟိုဘက်ရဲ့ကိုထဲတောက်အမှတ်ပေါ့နော်အဲ့လိုမျိုးပီတန်လေးကိုတညီတဲ့တစ်ဖြောက်တည်းထားပြီးပို့နေတဲ့အပိုင်းလေးကိုတို့အကောင်လုံးညှပ်ထုတ်ပေးရမယ်နော်အခုဆိုရင်တော့ကကြတော့၄စိတ်လောက်ပို့နေတာလေးပါနော်ဘလောက်ပဲပို့နေတဲ့အပိုင်းလေးကိုညှပ်ထုတ်ပေးရမယ်နော်မညှပ်ထုတ်ခင်လေးမှာဆိုရင်အဲ့ဒီမြင်းတက်တဲ့လေးကိုပဲတို့ဆက်တကြားနဲ့အရင်ဖိမယ်နော်အရင်ဖိပြီးမှတာလည်းတို့ညှပ်ထုတ်မယ်တကယ်၍တို့ညှပ်ထုတ်ပြီးမှဖိမယ်ဆိုရင်အပိုင်းတွေမညီတော့ဘူးအပိုင်းတွေကွဲသွားလိမ့်မယ်နော်ဒါကြောင့်မလို့အရင်ဦးဆုံးတို့ဆက်တကြားနဲ့အရင်ဖိမယ်ဖိမှတာလည်းညှပ်ထုတ်မယ်နော်ဒါဆိုရင်တို့ရင်ပြဆက်အပိုင်းလေးရသွားပါပြီနော်ရင်ပြဆက်6တိုင်းအခုလိုမျိုးတို့ညှပ်ထုတ်ပေးရမယ်နော်ရိုးရိုးပတ်တန်ပဲဖြစ်ဒီအောင်ခွက်နဲ့ပဲဖြစ်ဒီပုံနဲ့တဲ့အပိုင်းအလုံးခြုံထွက်နေတဲ့အပိုင်းအလုံးကိုအကုန်လုံးညှပ်ထုတ်ပေးရမယ်နော်နောက်ပြီးရှင်ရင်ပြဆက်အပိုင်းနဲ့ဆက်လိုက်မယ်ဆက်တဲ့အခါမှာဆိုရင်ရင်ပြဆက်ရဲ့အလယ်မှတ်နဲ့စာရဲ့အလယ်မှတ်လေးကိုအခုလိုမျိုးပဲတညီတည်းထားပြီးပြန်အဆိုင်တွားပေးပါနော်ရင်ပြဆက်နေရလဲမှာ6စာကကြတော့၄စိတ်ထဲထားတာဖြစ်တဲ့ကြောင့်မလို့6စာ၄စိတ်ကွက်တီးပြန်6နိုင်ဖို့အတွက်အဲ့ဒီရင်ပြဆက်ရအပေါ်မှာ6စာ၄စိတ်ကိုတတိချလဲတာပြီးမှချုပ်ပေးပါနော်ဒီမှာဆိုရင်3တတိချလဲတားခဲ့တယ်ကိုတားခဲ့တဲ့မြင်းပေါ်မှာပဲကွက်တီး6လိုက်ရုံပါပဲနော်ချုပ်ပြီးလို့ရှိရင်ကို6ခဲ့တဲ့ရလက်လေးကိုပြန်ကြည့်ပါမယ်ဒါဆိုရင်ရပါပြီနော်ရင်ပြဆက်ရအောင်မှာဆိုရင်တညီတဲ့တစ်ဖြောက်ထဲရပါတယ်နော်